မင်္ဂလာပါရှင်ဖေဖော်ဝါရီလ17ရက်နေ့အတွက်မြို့တော်ရဲ့နေ့လည်ခင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်မကတော့စုပြည်နနာလွင်ပါဒီကနေ့အတွက်တင်ဆက်ပေးမှာကတော့မြို့နယ်စီမံဖွဲ့ဝင်ပုံမှုအကူနဲ့ရက်ကြီးအုပ်ကြီးကပြည်သူတွေကိုစစ်မှုထမ်းကြီးအစမတန်ကောက်ခံနေတဲ့သတင်းပါဝင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ချက်ကန်ရွာအလဲတက်တဲ့ကိုစစ်ကောင်ရှင်တပ်ကပုံကျဲသွားလို့အရက်သား10ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းပခုတ်ကူခရိုင်ပေါင်းမြို့နယ်တောင်ပိုင်းချက်ကန်ကျေးရွာကိုတိုက်လျင်3စီးနဲ့ပေါင်900ဘုံတီတွေဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့လို့အရက်သား10ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ10ရက်မနေ့ကမနက်10:00နာရီခန့်ကပေါင်းမြို့နယ်ချက်ကန်ရွာကိုချက်လျင်3စီးနဲ့ပေါင်900ဘုံတွေကျချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ရွာမှာကအင်ဂျီ900ကျော်ရှိတယ်။အခုအကျဲခံရတာရွာလေပိုင်းနဲ့ရွာထိပ်တွေပျက်စီးတဲ့အင်ဂျီ10လုံးကျော်တယ်။အခုသေးတာ10ယောက်ပဲအတီးပြုတ်နိုင်သေးတယ်လို့ဒေသခံတူကပြောပါတယ်။စစ်ကောင်ရှင်လေးတပ်ကကြီးရွာတွေကအိမ်တွေပေါ်အဓိကထားကပေါင်900ဘုံတွေကိုကျချခဲ့တာကြောင့်နေအိမ်တွေပျက်စီးကအရက်သား10ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေများခဲ့တယ်လို့သိရပါတယ်။စစ်ကောင်ရှင်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအခုလိုအကြောင်းမဲ့ပုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပြီးချက်ကန်ရွာဟာစစ်ကောင်ရှင်ရဲ့ပြူစောတိရွာဖြစ်တဲ့ဒီတော့ကွင်းရွာရဲ့ဘေးမှာတည်ရှိနေတယ်လို့လည်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြို့နယ်စီမံဖွဲ့ဝင်ပုံမှုအကူနဲ့ရက်ကြီးအုပ်ကြီးကပြည်သူတွေကိုစစ်မှုထမ်းကြီးအစမတန်ကောက်ခံနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တောင်ပိုင်းခရိုင်ကြောင်တန်းမြို့နယ်ရွှေပြောက်ကျေးရွာအုပ်ချုပ်ရေးမှူးကအိမ်တော်စုတစုမှာစစ်မှုထမ်းအကျုံးဝင်တဲ့အရွယ်တယောက်ရှိရင်2သိန်းနှုန်းနဲ့ကောက်ခံနေတယ်လို့စစ်မှုထမ်းအကျုံးဝင်တဲ့မရွယ်မရှိတဲ့အိမ်ကိုလည်း9000ကျပ်ကောက်ခံနေတယ်လို့သိရပါတယ်။ရွှေပြောက်ကျေးရွာအုပ်ချုပ်ရေးမှူးဦးသိန်းမောင်ဟာဖေဖော်ဝါရီလ9ရက်နေ့ကယာယီမှုစေယီမှုထံတွေမှာတဆင့်ကျေးရွာနေပြည်သူတွေကိုဆင့်ခေါ်ပြီးစစ်မှုထမ်းအကျုံးဝင်တဲ့အရွယ်ရှိသူအိမ်တိမ်မှာတယောက်ရှိရင်2သိန်းနှုန်းစစ်မှုထမ်းအကျုံးဝင်တဲ့အရွယ်မရှိတဲ့အိမ်ကိုလည်း9000ကျပ်ကောက်ခံနေတယ်လို့သိရပါတယ်။တအိမ်ကို2သိန်းနှုန်းနေတာမဟုတ်ဘူး။တအိမ်မှာစစ်မှုထမ်းအကျုံးဝင်တဲ့သူတယောက်ရှိရင်2သိန်း2ယောက်ရှိရင်4သိန်း3ယောက်ရှိရင်6သိန်းအဲ့ဒီလိုကောက်မယ်လို့ပြောတယ်။စစ်မှုထမ်းအကျုံးဝင်တဲ့သူမရှိတဲ့အိမ်တွေကိုလည်းတအိမ်ကို9000ကောက်မယ်ပြောတယ်။မပေးတဲ့သူတွေကိုစစ်တပ်ခေါ်ပြီးထူထောင်ခိုင်းမယ်လို့ချင်းချောက်တာလို့ဒေသခံတူကမြို့တော်ကိုပြောပါတယ်။အုပ်ချုပ်ရေးမှူးဦးသိန်းမောင်ဟာမြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကုမ္ပဏီမှာအဖွဲ့ဝင်ဖြစ်သူဗိုလ်မှူးချမ်းမြေဦးအားကိုနဲ့ကျေးရွာနေပြည်သူတွေပေါ်လူမိုက်ဆက်ဆံချင်းချောက်ပြီးစစ်မှုထမ်းကြီးကောက်ခံရနေတာလို့သိရပါတယ်။ဗိုလ်မှူးချမ်းမြေဦးကအုပ်ကြီးသဲမောင်ကိုကောက်ွယ်ပေးထားတာအုပ်ကြီးကမဲယုံဆောင်ဖို့ပတ်စံကောက်တာတွေအရင်ကစစ်မှုထမ်းကြီးပတ်စံကောက်တာတွေကိုရွာသားတွေကမကျေနပ်လို့အထက်ကိုတိုင်ကြားစာပို့တော့ဗိုလ်မှူးကအုပ်ကြီးကိုကောက်ွယ်ဖြည့်ရှင်းပေးခဲ့တာပတ်စံကောက်တာမကျေနပ်ရင်တိုင်ချင်ရတိုင်ပလိစီဆိုပြီးကောက်ခိုင်းထားတာလို့ဒေသခံတူကမြို့တော်ကိုပြောပါတယ်။ရန်ကုန်တောင်ပိုင်းခရိုင်ကြောက်တန်းမြို့နယ်ရွှေပြောက်ကျေးရွာမှာအိမ်ထောင်စုပေါင်း1500ကျော်ရှိပြီးစစ်မှုထမ်းအကျုံးဝင်သူ480ကျော်ရှိတာကြောင့်တယောက်ကို2သိန်းနှုန်းနဲ့ကောက်ခံမယ်ဆိုပါကလစဉ်3000ကျော်ရရှိမှာပဲဖြစ်ပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အီရန်နိုင်ငံကယူရေနီယံတပ်ဆင်မှုရှော့ချနိုင်ခြေရှိကြောင်းအရေးအမှုပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အီရန်ရဲ့အနုမြူစွမ်းရည်အဖွဲ့အကြီးအကဲကအမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေအလုံးကိုသာပြန်ရုပ်သိမ်းပြီးမယ်ဆိုရင်အစစ်မြင့်တပ်ဆင်ထားတဲ့ယူရေနီယံတွေကိုပြန်ပြီးအရေးဖြော်ရှော့ချသွားဖို့အသင့်ရှိတယ်လို့အရေးမှုပြောဆိုလိုက်ပါတယ်။ဒီပြောဆိုချက်ဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးအမေရိကန်နဲ့ပြုလုပ်မဲ့လာမယ့်ဆွေးနွေးပွဲတွေမှာအီရန်ဘက်ကဘလို့သဘောထားမျိုးဆွဲကင်ထားသလဲဆိုတာကိုညွှန်ပြနေတာမို့အလုံးကစိတ်ဝင်စားစားစောင့်ကြည့်နေကြတာပါပြီးခဲ့တဲ့ပတ်ကပဲအိုမန်နိုင်ငံရဲ့ဂျောင်းဝင်စစ်ဆက်ပေးမှုနဲ့အတူနှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေဆွေးနွေးပွဲပြန်စခဲ့ကြပါတယ်အီရန်နိုင်ငံသားရေးဝန်ကြီးကတော့ဒီဆွေးနွေးပွဲတွေကိုဆက်လုပ်သွားဖို့သဘောတူညီမှုရခဲ့တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ဇွန်လတုန်းကအီရန်နျူကလ িয়ার စက်ရုံတွေကိုအမေရိကန်ကစီးရတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းဒီဆွေးနွေးပွဲတွေဟာရပ်တန့်နေခဲ့တာပါအီရန်ရဲ့အနုပြိုစွမ်းရည်အဖွဲ့အကြီးအကဲမိုဟာမက်အစ္စလာမီက60ရာခိုင်နှုန်းအထိတန့်စင်ထားတဲ့ယူရေနီယံတွေကိုပြန်လည်အရေးဖြော်ဖို့ဆိုတာဟာ
ပိတ်ဆို့မှုအလုံးကိုရုပ်သိမ်းပေးဖို့အပေါ်မှာပဲမူတည်ခဲ့လို့ပြီးခဲ့တဲ့တလင်းနာလီကပြောဆိုထားပါတယ်။ဒါအပြင်အဲ့ဒီယူရေနီယံတွေကိုအီရန်နိုင်ငံပြည်ပကိုရွှေ့ပြောင်းမယ်ဆိုတဲ့ကောလာဟာလာတွေနဲ့ပတ်သက်လို့လေဒါဟာသူတို့ရဲ့ဆွေးနွေးမဲ့အစီအစဉ်ထဲမှာလုံးဝမပါဝင်ဘူးလို့ညင်းဆိုခဲ့ပါတယ်။တစ်ဖက်မှာလေတန်တမန်ရေးရလှုပ်ရှားမှုတွေကပိုပြီးအရှိန်မြင့်လာနေပါတယ်။အီရန်အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးအလီလာရီယာဂျာနီဟာအင်္ဂါနေ့မှာအိုမန်နိုင်ငံကိုတွားရောက်ပြီးဆူဒန်ပြည်နယ်နဲ့တွေ့ဆုံခဲ့တယ်လို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံဖို့ထွက်ခွာသွားပြီးဖြစ်ပါတယ်။နေတန်ယာဟုကသူမထွက်ခွာခင်မှာအခုဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီးအစ္စရေးရဲ့အမြင်နဲ့အခြေခံမူတွေကိုသမ္မတထံတင်ပြသွားမယ်လို့ပြောဆိုထားပါတယ်။အစ္စရေးဝန်ကြီးချုပ်အနေနဲ့အီရန်ရဲ့ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်မှုတွေကိုပါကန့်သတ်ချက်တွေနဲ့ထည့်သွင်းဆွေးနွေးဖို့အမေရိကန်ကိုတိုက်တွန်းနိုင်လိမ့်မယ်လို့မျှော်လင့်ထားကြောင်းလည်းပြောဆိုထားပါတယ်ရှင်။မြို့တော်ရဲ့နေ့လည်ခင်းသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအလုံးကိုစိတ်နှပြကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနေဆိုလောက်ကနေအမြန်ဆုံးလူမြောက်ကြပါစေကြောင်းနဲ့တဘာဝဘီရဲ့နေ့အတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။